ရှေ့တော့ငါပေါ့ကွယ်ကြောက်တန်းကြီးရဲ့ခြေရင်းမှာနေတိုင်းလိုကြောက်တုံးတွေကိုထုစစ်နေရတဲ့ကြောက်တုံးထရင်းစရာတယောက်ရှိခဲ့တယ်။သူဟာအလုပ်စ조사ပေမဲ့သူ့ရဲ့ဘဝကိုတော့အမြဲတမ်းအားမလို့အားမရဖြစ်နေခဲ့တာပေါ့။တနေ့မှာတော့ခန်းသားတဲ့တထေးကြီးတယောက်ရဲ့အိမ်ရှိရနေဖြတ်သွားရင်သူဟာငေးချစ်မိတယ်။အော်တထေးဘဝကမှတကယ်ကိုဆန်မယ်ရတာ။ငါသာတထေးဖြစ်နေဘလောက်ကောင်းမလဲလို့သူညီးတွားလိုက်တာနဲ့တကူးတစ်ခုကြောင့်သူဟာရုတ်တရက်တထေးကြီးဖြစ်သွားပါတော့တယ်။တထေးဖြစ်တော့သူအယမ်းပျော်တာပေါ့ဒါပေမဲ့ကောင်းကင်ကပူပြင်းတဲ့နေမင်းကြီးကတော့သူ့ရဲ့စီးစိမ်တွေကိုဂိရုမစိုက်ဘူးနေဘူးရှင်ကျောက်တထေးကြီးဟာချွေးတပြက်လိုက်ကြလာတဲ့အခါနေမင်းကမှငါထက်ပိုစွမ်းတာပဲဆိုပြီးနေမင်းကြီးဖြစ်အောင်စုတောင်းလိုက်ပြန်တယ်တောက်ပါတဲ့နေမင်းကြီးဖြစ်သွားတဲ့အခါကဘာမြေကိုသူစိတ်ကြိုက်ပူပြင်းစေခဲ့ဒါပေမဲ့တိတ်မကြပါဘူးမဲမောင်နဲ့မိုးတိမ်တိုက်ကြီးကသူ့ရဲ့အလင်းတွေကိုကာပစ်လိုက်တယ်သူဘလောက်ပဲအားထုတ်ပါစေမိုးတိမ်ကိုတော့မကြော်နိုင်ခဲ့ဘူးအင်းကြီးတော့သူဟာမိုးတိမ်ဖိဖို့ရွေးချယ်လိုက်ပြန်တယ်မိုးရီရွာချတယ်မြစ်တရလွမ်းစေတယ်အရာရာကိုသူတိုက်စားနိုင်တယ်လို့ထင်နေတော့သူ့ရှေ့မှာခိုင်မာလွန်းတဲ့တောင်ကြီးတစ်လုံးကိုတွေ့လိုက်ရတယ်သူဘလောက်ပဲမိုးရွာလေးတိုက်တောင်ကြီးကတော့တုံ့လို့မသွားဘူးနောက်ဆုံးမှာတော့သူဟာမဟာတောင်ကြီးဖြစ်သွားခဲ့တယ်အခုတော့ငါဟာအင်အားအကြီးဆုံးပဲလို့သူခုံယူနေတော့မှပဲသူ့ရဲ့ခြေထောက်နားကနေတောက်ဆိုတဲ့အတန်းကိုကြားလိုက်ရတယ်တစုံတယောက်ကသူ့ရဲ့ခန္ဓာကိုယ်တူနဲ့ထူနီးကြောက်ခဲတွေခွဲယူနေရကိုသူငုံကြည့်လိုက်တဲ့အခါတောင်ကြီးကိုတော့ဖြိုခွဲနိုင်တဲ့သူဟာတခြားသူမဟုတ်ဘူးကြောက်တုံးထွန်းစရာလေးတယောက်ပဲဖြစ်နေတာကိုတွေ့လိုက်ရတယ်အဲဒီတော့မှသူနားလေသွားခဲ့တယ်ငါဟာအင်အားကြီးဆုံးဆိုတာကိုအဝေးကြီးမှလိုက်ရှာနေတာတကယ်တော့ငါရဲ့မူလမှုကသာအရာရာကိုအောင်နိုင်တဲ့စစ်မှန်တဲ့ခွာပါလားဆိုတာကိုပေါ့ကွယ်